ဒီလိုမျောလင်းချက်မဲ့နေတဲ့နောက်ဆုံးအချိန်မှာသူဟာကျွဲအုံနောက်ကိုလိုက်ဖို့အတွက်ရင်ဆိုင်ရမယ့်အနေအရတွေကိုနားလည်သွားပုံရပါတယ်ပြီးတော့မင်းညက်ကဒီမှာဘာတွေဖြစ်ခဲ့တယ်လဲဆိုတာကိုလည်းသူသိသွားပါပြီသူဟာမျောလင်းချက်ပေးနိုင်ုံလောက်ပဲခဏတာတွန်းဆုတ်နေခဲ့တာပါဒါပေမဲ့ကျိုးသွားတဲ့ကြောတို့ကိုတော့သူပြန်မဆက်ပေးနိုင်ပါဘူးဘလောက်ပဲဂယုစိုက်ပါစေရှာနဲ့ပဲရက်ပေးပါစေဘလို့ပဲကာကွယ်ပေးပါစေဒါကိုတော့ပြန်ကောင်းအောင်လုပ်လို့မရနိုင်တော့ပါဘူးနောက်ဆုံးမှာတော့သူခြေလန်းစတင်ထွက်ခွာတဲ့အခါမာဒီဒေါဟာသူ့ရဲ့အမွေအနှစ်ကိုထားရေးခဲ့ပါပြီသူ့အဖော်ရဲ့နောက်ဆုံးကြံရစ်တဲ့သွေးမျိုးဆက်နဲ့သူ့ရဲ့နမေကိုပါထားရေးခဲ့တာပါသူဟာချင်းသေးတွေရဲ့မိခင်နဲ့ကာကွယ်ဆောင်ရှောက်သူမာဒီဒေါဆိုတာအခုတော့မဟုတ်တော့ပါဘူးတိရစ္ဆာန်တွေရဲ့ဝမ်းနည်းကြေကွဲမှုအကြောင်းကိုကျွန်ုပ်တို့မသိနိုင်ပါဘူးကြေကွဲနေတဲ့နှလုံးသားရဲ့အကျိုးသက်ရောက်မှုကိုတောင်ကျွန်ုပ်တို့မသိနိုင်ပါဘူးဒါပေမဲ့သူ့ရဲ့မျက်ဝန်းတွေမှာခံစားချက်တွေပြင်းထန်လာပြီးသူ့ရဲ့သားငယ်လေးကိုနောက်ဆုံးအကြိမ်အဖြစ်စွန့်ခွာသွားတဲ့အခါဒီချင်းသေးမကြီးစီမှာတခုခုတော့ဖြစ်ပျက်သွားခဲ့ပါပြီသူဟိန်းတံပေးလိုက်တဲ့အခါဘယ်သူကိုမှခေါ်ယူနေတာမဟုတ်